ဒီကနေ့15ရက်တလ2026ခုညနေ6:42 မိနစ်မှာတော်တဲတော်ဝန်တွေရဲ့အရှိဘက်5 ကီလိုမီတာအကွာညီအောက်10 ကီလိုမီတာအကွာနေပြီးတော့ British Spain 4.9 အဆင့်ရှိတဲ့ညီငလင်ကြီးလောက်ခတ်သွားပါတယ်။ကျွန်တော်တဲတော်ဝန်တွေမှာအတော်အတန်ကြာငြိမ်သက်နေတဲ့လူတွေကရုတ်တရက် 4.9 အဆင့်နဲ့လောက်ခတ်လာတာဖြစ်ပါတယ်။အင်မတန်မှအနေထားဆောင်ကြည့်ရမယ့်အနေထားလိုပဲသူစမိပါတယ်ဗျာ။ကျွန်တော်တို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ချက်အရတော့15ရက်တလ2026တုတ်ခတ်ခဲ့တဲ့အချိန်17:42 မိနစ်အင်အားပမာဏကတော့ Richter scale 5.1 ကီလိုမီတာအနက်34 ကီလိုမီတာဆိုပြီးတော့ဗဟိုချက်ကတော့ငလင်ရဲ့ဗဟိုချက်ကတော့ဝန်းနေမြို့ရဲ့အရှေ့မြောက်ဘက်9 မိုင်ခန့်အကွာပေါ့နော်အဲ့လိုလေးဖော်ပြထားပါတယ်ထိုင်းမိုးစလဗေဒကထုတ်ပြန်တာတော့ဝန်းနေမြို့နားမှာတုတ်ခတ်ခဲ့တဲ့ငလင်ကအင်အား 5.9 Richter scale ရှိတယ်လို့ဖော်ပြထားပါတယ်ဗျာတုတ်ခတ်ခဲ့တဲ့နေရာကတော့ကျွန်တော်တို့တဲတော်မြို့ရဲ့အခြေဘက်ဝန်းနေမြို့နဲ့ဆိုလို့ရှိရင်တော့5 ကီလိုမီတာပေါ့နော်5 ကီလိုမီတာအကွာကျွန်တော်တို့ညောင်ပြီးစေးရုံအဲ့ဒီကနေကုန်းရွာအနီးပေါ့နော်အဲ့ဒီအနီးမှာဗဟိုပြုတာပေါ့ဗဟိုပြုတော့စတင်လောက်ကခဲ့တာဖြစ်ပါတယ်။လာပေါင်းများစွာရင်သက်နေရအောင်နေပြီးတော့ရုတ်တရက်ကြီးခုလိုအင်အားပြင်းထန်စွာပြန်လှုပ်လာတော့အတော်လေးလည်းထိတ်လန့်ရပါလိမ့်။ကျွန်တော်တို့တဲတော်မင်းမှာပထမတစ်ကြီးတုန်းကလည်းတိုက်ပေါင်းမနေဘူးပြိုကျခဲ့ပါတယ်ပထမတစ်ကြီးထိထားတာဆိုတော့အခုလိုကြီးရုပ်ရည်ကြီးတော့ငြိမ်သက်နေရတဲ့ရုပ်ရည်ကြီးပြန်နှုတ်လာတော့အတော်လေးပဲစိုးရိမ်ကြောင်းကြပါဗျာငကူထိထားတဲ့တိုက်တွေဆိုတော့လေကျွန်တော်တို့တိုက်တွေဆိုရင်လည်းဒီငကူထိထားတဲ့နေရာအင်္ဂလိပ်တွေတော့ပွာကြနေရအတော်လေးလည်းထိနေနေရပါတယ်28ရက်3လ2025လောက်ပြီးတဲ့နောက်တော့မနေ့က6လဆိုရင်တော့ပုံမှန်ပြန်ဖြစ်တယ်လို့သူတို့တော်များယူဆကြတယ်နော်အဲ့တော့6လလည်းကျော်လာပြီအခုဆိုလို့ရှိရင်2026လည်းရောက်လာဆိုတော့လုံးဝပြီးသွားပြီလို့ထင်ထားခဲ့တာလေစိတ်ထဲမှာလုံးဝမရှိတော့ဘူးအဲ့ဒါကအဲ့ဒီလိုထင်ထားခဲ့တဲ့နေရာရုပ်တရက်ကြီးကိုလှုပ်လာပြီးတော့တော်တော်လေးလည်းထိနေရပါတယ်ဗျာဘာလို့တော့ပထမတစ်ချိန်ထိထားတဲ့နေရာလေးဆိုတော့လေအားလုံးပဲဒီထားကြဖို့ပဲတိုက်တွန်းနေပါတယ်ဗျာမန္တလေးမြို့ရဲ့ကုန်းချက်တရေဆောင်မြို့ရိုးကြီးလည်းပါ